မထားနဲ့ဘာမနဲ့မနိုင်မပြင်းနဲ့တော့တမင်းနော်အဖေပဲနဲ့ဒီနေတဲ့လားဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဗမ်းပြီး